လာပါရှင်ဒေါက်တာမြတ်နိုပါအကြောင်းအမျိုးမျိုးကြောင့်ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့တမြေစီချပြီးနေထိုင်နေရတဲ့အိမ်ထောင်တွေဒီအများကြီးရှိပါတယ်အဝေးရောက်အိမ်ထောင်ရေးမှာအကြီးမားဆုံးရန်သူကတော့အထီးကျန်ချင်းနဲ့လွမ်းဆွတ်ချင်းပါပဲနံဘေးမှာအဖို့မရှိတဲ့ခါအားငယ်တဲ့ခါဒါမှမဟုတ်ဝမ်းတာစရာရှိတဲ့ခါမှာကိုယ့်လက်သွဲဖို့ကိုချက်ချင်းမတွေ့ရတာဟာစိတ်ပိုင်းဆိုင်ရာအရာအင်မတန်ပြင်ပန်းရပါတယ်ဒီလိုအားနေနေတဲ့အချိန်တွေမှာတခြားသူတယောက်ယောက်စီကနှွေးထွေးမှုတွေအားပေးမှုတွေရလာတဲ့ခါမှာတော့သစ္စာတရားဆိုတဲ့ကြိုးလေးဟာပြတ်တောက်သွားဖို့အလားအလာရှိလာတတ်ပါတယ်။ဒါကြောင့်အဝေးမှာနေပေမဲ့တယောက်ကိုတယောက်ယုံကြည်မှုမဖြတ်တဲ့သစ္စာတရားကိုဘယ်လိုမြန်မြန်အောင်ထိမ့်မလဲဆိုတာဒီနေ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်။ပွင့်လဲမြင်သာမှုရှိတဲ့ဆက်သွယ်ရေးအဝေးရောက်အိမ်ထောင်ရေးမှာ home screen လေးကတယောက်နဲ့တယောက်ဆက်သွယ်ပေးထားတဲ့တရားထပါရဲ့။ဒါကြောင့်တနေ့တာမှာကိုပါတွေလုပ်တယ်ဘယ်သူတွေနဲ့တွေ့တယ်ဆိုတာကိုပွင့်ပွင့်လင်းလင်းပြောပြဖို့လိုပါတယ်။ဒါဟာတစ်ဖက်လူကိုတင်ပို့နေတာမျိုးမဟုတ်ပဲကိုပေါ်ပါထဲမှာသူရှိနေသေးတဲ့ဆိုတာကိုသိစေတာဖြစ်တယ်လို့တန်တရားတွေမဝင်အောင်ကြိုတင်ကားကွယ်တာလည်းဖြစ်ပါတယ်။ဗီဒီယိုခေါ်ပြောတာအတန်ဖိုင်လေးတွေပို့တာမျိုးကိုပုံမှန်လုပ်ပေးပါ။မျက်နှာချင်းကြည့်ပြီးစကားပြောခြင်းကစားရိုက်တာထက်ပိုပြီးယဉ်နှီးမှုကိုပေးနိုင်ပါတယ်။အကွာအဝေးကြောင့်ဖြစ်လာတဲ့စိတ်ဝေးကွာမှုကိုနီးပညာကိုအသုံးချပြီးအတတ်နိုင်ဆုံးနီးစပ်အောင်ကြိုးစားဖို့လိုပါလေရှင်။တွေးဆောင်မှုတွေနဲ့ဝေးနေပါ။သစ္စာဖောက်တဲ့ဆိုတာများတော့အဖြစ်တခါတည်းကိုယ့်ရဲ့အားနည်းချက်ကိုသိထားဖို့လိုပါတယ်။အထီးကျန်တဲ့ချိန်မှာကိုလာပြီးကီရုဆိုင်ပြတဲ့သူရှိရင်စိတ်လှုပ်ရှားသွင်းနိုင်တာတဘာဝပါပဲ။ဒါကြောင့်ကိုအဲ့ဒီလိုအခြေအနေမျိုးတဲ့မရောက်အောင်ကြိုတင်စည်းထားဖို့လိုပါတယ်။သစ္စာရှိခြင်းဆိုတာသွေးဆောင်မှုတွေမရှိတာမဟုတ်ပဲသွေးဆောင်မှုတွေရှိနေပေမဲ့ကိုအိမ်ထောင်ဘက်ကိုပဲရွေးချယ်တာဖြစ်ပါလေရှင်။ခိုင်မာတဲ့ရည်မှန်းချက်ရှိပါစေ။အဝေးမှာဘလောက်အထိနေရအောင်မလဲဘယ်တော့ပြန်ဆောင်ကြမလဲဆိုတဲ့တိကျတဲ့ရည်မှန်းချက်တစ်ခုရှိနေဖို့လိုပါတယ်။လမ်းဆုံးကိုမမြင်ရတဲ့ခရီးဟာလူကိုစိတ်သက်သာစေတယ်လို့အိမ်ထောင်ရေးကိုလည်းရော့ရဲစေပါတယ်။ပြန်ဆောင်မဲ့ရက်ကိုရေးတွေ့ရင်အတူတူတိဆောက်မဲ့အနာဂတ်အိမ်မက်တွေကိုမကြာခဏပြောဆိုဆွေးနွေးပါ။အိမ်ထောင်ဖက်အတွက်အမတလက်ဆောင်လေးတွေပို့ပေးတာ surprise လုပ်ပေးတာမျိုးတွေကလည်းအဝေးမှာရှိနေပေမဲ့ငါကိုတတိယနေပါလားဆိုတဲ့အတိကိုရစေပြီးသစ္စာတရားကိုပို့ပြီးခိုင်မြဲစေပါတယ်။နှလုံးသားထဲမှာကိုအိမ်ထောင်ဖက်ကနံပါတ်ယုံကြည်မှုမရှိရဲ့အဝေးရောက်အိမ်ထောင်ရေးဟာငရဲကြနေတာနဲ့တူပါတယ်။တစ်ဖက်လူကဖုံးမကြိုက်တဲ့အခါဒါမှမဟုတ်ဘာလို့နေလဲမသိရတဲ့အခါမှာစိုးရင်စိတ်နဲ့ရန်ရှာတာမျိုးတွေကဆက်ဆံရက်ကိုမြန်ပျက်စီးစေပါတယ်။တစ်ဖက်လူကိုယုံကြည်မှုအဖြစ်အဝပေးထားတယ်လို့ကိုယ်တိုင်ကလည်းယုံကြည်ထိုက်သူချက်အောင်နေထိုင်ပါ။တကယ်တော့စိတ်ထဲမှာမလုံးချုံတယ်လို့ခံစားရရင်လည်းအဖြစ်တင်တဲ့ပုံစံမျိုးမဟုတ်ပဲအကွာဝဲကလူနှစ်ယောက်ကိုခွဲထားနိုင်ပေမဲ့စိတ်ချင်းဆက်ထားတဲ့ကြိုးကိုတော့မဖြတ်နိုင်ပါဘူး။ကိုယ့်ရဲ့အိမ်ထောင်ဖက်ကိုတန်းပိုးထားပါကိုယ့်ရဲ့ကတိသစ္စာကိုလေးစားပါပြီးတော့ပြန်ဆုံးမဲ့ရက်ကိုမျှော်လင့်ချက်အပြည့်နဲ့စောင့်စားပါတွေ့ခက်ခဲတဲ့ကာလကိုကြော်ဖြတ်နိုင်ကြတဲ့အခါတင်းတို့ရဲ့အချင်းဟာဘယ်အရာနာမှမတူအောင်ခိုင်မာသွားမှာပါအားလုံးပဲအဝေးမှာစီးနေပေမဲ့သစ္စာတရားတွေမြန်ပြီးတာယာတဲ့အိမ်ထောင်ရဲ့ကိုတိဆောက်နိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်